မြို့ပြင်ကတွတ်တန်ဟောင်းနဲ့မနီးမဝေးမှာရှိတယ်မြက်ရိုင်းတော်တွေကြားထဲမှာအဲ့ဒီကားဟောင်းကြီးရှိနေတာဆယ်စုနှစ်တခုမကတော့ဘူး1980ခုနှစ်ဝန်းကျင်ကထုတ်ခဲ့တဲ့အနက်ရောင်စီးတင်းကားကြီးဟာတန်ချေးတက်နေပြီမဲ့သူ့ရဲ့ခိုင်ခန့်တဲ့ကိုယ်ထေကတော့အခုထိခံညာနေတော့မယ်ထူးဆန်းတာကအဲ့ဒီကားကဘဒုပိုင်ဆိုင်မှုလဲဆိုတာဘဒူးမှမသိတယ်လို့ဘဒူးကမှလည်းလာမရွှေ့ရဲကြတာပဲကြော်သူကတော့အဲ့ဒီကားကိုစိတ်ဝင်စားတဲ့လူငယ်တစ်ယောက်တညမှာတော့သူဟာတငယ်ချင်းတွေနဲ့စိန်ခေါ်ပြီးအဲ့ဒီကားကြီးစီကိုဓာတ်မီးတလက်နဲ့ထွက်လာခဲ့တယ်ကားနာရောက်တော့ပတ်ဝန်းကျင်ကပုံမှန်ထပ်ပိုတိတ်ဆိတ်နေတယ်လို့ပဲလီတောင်မတိုက်တော့ဘူးသူကားတကားကိုဆွဲဖွင့်လိုက်တဲ့အခါကျူးဆိုတဲ့အတန်ရှည်ကြီးကညက်နဲ့ထဲမှာဟင်းထွက်သွားတယ်ကားထဲမှာဖုန်တွေထူနေပြီမဲ့ထိုင်ကုန်တွေကတော့အကောင်းတိုင်းပဲကြော်သူကားမောင်းတဲ့နေရာမှာဝင်ထိုင်လိုက်တယ်ရှေ့ကြည့်မှန်တဲ့ကိုသူကြည့်လိုက်မိတဲ့အချိန်မှာရင်ထဲဒိန်းကနေဖြစ်သွားတယ်မှန်ထဲမှာမြင်နေရတဲ့နောက်ခန်းထိုင်ကုန်ပေါ်မှာလူတစ်ယောက်ထိုင်နေသလိုလိုအရေးတစ်ခုကိုသူမြင်လိုက်ရတာဒါပေမဲ့သူနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိဘူးငါမျက်စိမှားတာနေမှာပါလို့သူကိုအားပေးပြီးကားထိုင်ခွက်ကိုကြည့်လိုက်တယ်အဲ့ဒီမှာထူးဆန်းတာတစ်ခုကိုသူတွေးလိုက်ရတယ်ကားကစနှိုးမထားဘဲနဲ့နာယီလက်တံတွေကတုံခါနေတယ်ပြီးတော့ကားရှိကဆက်ဟောင်းလေးကနေတဲတဲလေးကြားနေရတဲ့အတန်အဲ့ဒါကတချင်းသာမဟုတ်ဘူးလူတစ်ယောက်ကခတ်တူတူစကားပြောနေတယ်လို့မျိုးနောက်ကျနေပြီအားလုံးနောက်ကျနေပြီကြော်သူကြောက်နဲ့ကားတဲကနေပြန်ထွက်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ကားတကားကဖွင့်လို့မရတော့ဘူးသူအတင်းရုန်းကန်နေတော့မှာပဲကားရဲ့ရှေ့မှန်ကြီးမှာအပြင်ဘက်ကနေလက်ဖွားရာတွေဟာတစ်ခုပြီးတစ်ခုထင်လာတယ်တစုံတစ်ယောက်ကကားထဲကိုအတင်းဝင်ဖို့စူးစမ်းနေတယ်လို့မျိုးဒါမှမဟုတ်တစုံတစ်ယောက်ကကားထဲမှာရှိနေတဲ့သူ့ကိုအပြင်မထွက်အောင်ပိတ်ထားတယ်လို့မျိုးခဏအကြာမှာအရာအလုံးငြိမ်သက်သွားတယ်ကျော်သူတတိပြန်ဝင်လာတော့ကားတကားကအလွယ်တကူပွင့်သွားတယ်သူအမြန်ပြေးထွက်ခဲ့ပြီးနောက်ကိုပြန်လှည့်မကြည့်ရတော့ဘူးနောက်ရက်မှာသူပြန်စဉ်းစားမိတာတခုရှိတယ်အဲ့ဒီညကကားရှိမှန်ပေါ်မှာတွေ့ခဲ့တဲ့လက်ဖွားရာတွေဟာအပြင်ဘက်ကနေရိုက်ထားတဲ့ပုံစံမျိုးမဟုတ်ပဲအထဲကနေအတင်းတွန်းကန်ထားတဲ့လက်ဖွားရာတွေဖြစ်နေတာကိုပါပြီးတော့သူအင်ဂျီအိတ်ထဲမှာသူမထည့်ထားတဲ့ကားတော့ဟောင်းကြီးတစ်ခုရောက်နေတာကိုသူဘလို့မှရှင်းပြလို့မရနိုင်တော့